တိအတိစက္ကဘုဒ္ဓကြပါတော်မူဘုမတပါမိတော်တို့သည်သာသနာတော်အားစီမံ၍သာသနာတော်၏ကျောင်းတော်ကြီး၏မာယောကျောင်းဆောင်တော်အလိုကိုလည်းရာကြည်ပြုလူတန်းကြပါတော်မူဘုမတပါသွားရောက်လာတော့ပရိသတ်တို့ကိုအစာအာဟာရတို့ဖြင့်နာနာကုသိုလ်ပြုလုပ်ကြပါလို့ဤကောင်းမှုဤကုသိုလ်ကံစေတနာတို့ကြောင့်မိတော်တို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှပြချမ်းသာချမ်းသာ၍ဝေယဆန္ဒဒီဝပိယံမြတ်စွာဘုရားသာနာတော်၌ကြုံကြ၍ဒီလိုကောင်းတရားကိုကျူးစားအားထုတ်နိုင်ကြသဖြင့်ဆင်းရဲခတ်သိငြိမ်းရသည်ကိုဖြစ်ရပါလို့ဤရှင်ဘုရားမိတော်တို့သည်ယနေ့ယခုလူတန်းရသောဒါနာကုသိုလ်စောင့်ကြည့်ရသောသီလကုသိုလ်ဝါများရသောဘာဝနာကုသိုလ်ကောင်းမှုကံစေတနာတို့နှင့်အထူးအဖြင့်ယနေ့ဒီချာသာယနာနောင်ခြေတံအားသာသနာတော်တို့သွဲ့ချင်းမြင့်ကြဝဲပရိက္ခာရှိပါအလူတို့ကိုလူတန်းရသောကောင်းမှုကုသိုလ်ဤအဖို့အစုတို့ကိုအထူးအဖြင့်လောကဲ့ပြီးတော့သင်များစွာကဘဝတော်လုံးရောင်ရွှေရွှေကံပြီးတော့ဒေါက်တာဦးနေဦးအားဤစု၍မြတ်ဧဝေငါပါပြီမြတ်ဧဝေငါပါပြီမြတ်ဧဝေငါပါပြီဘုမတပါဘဝတန္တရာဆက်ဆက်ကဇနိကြအောင်ဒီလိုတော်စတ်တော်မိအောင်မအောင်သေအောင်မျိုးအောင်ဘုအောင်ပါအောင်ကျေးဇူးရှင်ပုဂ္ဂိုလ်အပေါင်းတို့အား၎င်းဒီတော်တို့ဤကုသိုလ်အဖို့ကိုညှော်လင့်နေကြကုန်သောမြင်အပ်မမြင်အပ်သောပုဂ္ဂိုလ်တ attva အားလုံးတို့အား၎င်းထင်ရှားရှိထင်ရှားမရှိကုန်သောမိဘဘုရားဆရာသမားဒီကိုမောင်နှမအပေါင်းအသင်းညာတိမိတ်ဆွေကိုဆောင်နဲ့အိမ်ဆောင်နဲ့ဝိုင်းဆောင်နဲ့ဆိုင်ဆောင်နဲ့ကျောင်းဆောင်နဲ့ဘောဆောင်နဲ့တောင်ဆောင်နဲ့ရွေးတော်ဆောင်နဲ့သာသနာဆောင်နဲ့အာကာလစုဘုံမစုဒုက္ခစုသတုလောကပါဠနဲ့စက္ကဝါလနဲ့နတ်တို့တည်းဂျာမင်းဝိနိတည်းပြည့်ရှင်မင်းရဲတည်းဇမမင်းနှင့်တကွ30ဘုံအနန္တ၌ရှိကြကုန်သောဒုက္ခိတဒုက္ခိတတတဝံအနန္တတို့အားရေစက်သူချမြတ်အမြတ်ဒီဝိငါဝါဘုံဤတို့တို့များစွာသတ္တဝါတို့သည်သူတို့ရှင်ဖြစ်ကြကုန်သောမိတော်တို့နှင့်ဒီတူညီမြတ်မြတ်ရ၍ကျမ်းမာကြသည်ချမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်